မိုင်မပေါင်လေးပံကိုအယောင်ဦးဆုံးအလောင်းပါခါဝေလေးဆိုင်တော်မိပါတဲ့ပုံမှန်အပေါင်းမိတ်စားရဲ့ကျွန်တော်ကတော့ ACD ပေါတော့ဂီတာဖိုက်ပါပဲဟုတ်ပါပဲလေးဆိုင်တော်မိပါတဲ့ဆိုမိုင်မပေါင်လေးပံမှာအယောင်ဦးဆုံးမိပါတဲ့ဒီထီကတခုဖိုက်ပါပဲဒီလေးဆိုင်တော်မိပါတဲ့ကိုအောင်လေးမိုင်မှာပထမစိုက်ဖွေးပြီးလို့နိုင်20အကွာတထုံးရှိုက်ပါ40နဲ့4ခုနိုင်ကစားတော့တီထုတ်ခါပြီးရဲ့တထုံးဖို့က90နဲ့ခေါခုနဲ့အထိအသုံးပြုခါခဲ့ပါပဲဒီလေးဆိုင်တော်မိပါတဲ့ကပါပဲအလောင်းဟုတ်တော့စီလေးမိုက်ပေါ်အဝေးကနေမောင်းနေပါပဲလေးဆိုင်တော်မိပါတဲ့တော့ရခိုင်ပြည်နယ်စိုက်ပြီးမှုတောက်ဖာနမိုင်အပေါ်မှာတည်ပြီးပါပဲလေးဆိုင်တော့မိပါတိုက်ဆိုတွိုင်းဝဲပေါ်ပဲလေးဆိုင်တော့တွိုင်းအထားမှာတည်ပြီးပါပဲတွိုင်းဝဲပေါ်လေးဆိုင်တော့တွိုင်းဆိုခနိုင်တာမှာစင်းနေကကြေဝိုင်းပါပဲတွိုင်းဝဲပေါ်လေးဆိုင်တော့တွိုင်းဆိုကလဒိုင်းမိုင်အဝါလေးဖိုက်ပါပဲဒီတွိုင်းဝဲပေါ်လေးဆိုင်တော့တွိုင်းအပြီးဖာမှာဆိုင်တော့ချောင်းတွိုင်းလို့ပေါ်ပဲမင်းမူတွိုင်းလေးတည်ပြီးပါပဲ